အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြပေးမယ့်ကားလေးကတော့ဇူရှေ့ပတ်တာနောက်လေးအောက်ဆွဲ10 4GG1 လေးဖြစ်ပါတယ်ကားရဲ့ပတ်လေးကိုတစ်ချက်ပြပေးပါမယ်ဒီကောင်လေးကရှမ်းခိုင်းလေးနဲ့ဆိုတော့အတောင့်စင်လေးပါတော်တော်များများလည်းရှမ်းခိုင်းလေးကြိုက်ကြပါတယ်ဘော်ဒီကလည်းရှမ်းခိုင်းနဲ့ဆိုတော့ပို့ပြီးတော့လည်းခံပါတယ်အကျန်းသုံးတာလမ်းကျန်းတွေပါတွေသွားတာဆိုဒီကောင်လေးတွေက weight တွေပိုင်းနဲ့ဆိုမနှွဲမနှောင်းပါဘူးဗျာအတောင့်စင်ဆိုတော့ကားလေးတွေမိုက်ပါတယ်သူ့ရဲ့အတွင်းခန်းလေးကိုကျွန်တော်တစ်ချက်ပြပြပါမယ်ဒါတော့သူ့ရဲ့အတွင်းခန်းလေးပါအတွင်းကကူရှင်တွေပါလေချုပ်ပြီးပြုတ်ပြီးအကုန်လုပ်ပြီးကြပါလက်တင်မောင်းရုံပါပဲသူ့ရဲ့ dashboard လည်းသူ့နေရာနဲ့သူ့ရဲ့ original တူပေါက်လေးလည်းပါပါတယ်ဖောက်ရဖြက်ရဆက်ရဖောက်ဆွဘာမှမရှိပါဘူးသူ့ရဲ့ကူရှင်ချုပ်ပြီးသားခုံလေးပါသူ့ရဲ့ဂျပန် original နံပါတ်လေးတွေပါဒါလေးရတော့ဒီကောင်လေးကဂီယာ9ချက်နဲ့ဖြစ်ပါတယ်ရှေ့6ချက်နောက်ပတ်တစ်ချက်နဲ့ဆိုတော့9ချက်ပါ10ပဲဆိုပေမဲ့9ချက်နဲ့ဆိုတော့အတက်တွေပါလေညားရမလို့ပါဘူးဒါတော့သူ့ရဲ့ခြေကင်းလေးပါခြေကင်းလည်းကူရှင်ချုပ်ပြီးလောက်ပြီးတာပါအကုန်တန်းတန်းမြန်မြန်ပါပဲဒါတော့ကားရဲ့ဇက်အောက်လေးပါအကုန်ဆွေးပြုတ်ကင်းပါတယ်ရှင်းပါတယ်ဖောက်ဆိုလည်းမရှိပါဘူးအပူကလည်းသူ့ဥစ္စာနဲ့သူ original လေးတွေပါဒါတော့ GG1 engine လေးပါ GG1 ကိုintercooler turbo လေးနဲ့ပါဗျာတော့အောက်ဒီလဲဆွေးပြရှင်းပါတယ်သူ့ရဲ့ခေါင်းတစ်ခုလုံးကလည်းဘာဆိုဘာမှဆွေးရတိုက်ရဖြတ်ရဆက်ရမပါပါဘူးဗျာဒါလေးကတော့မိခွက်ရဲ့အနောက်ပေါ့ဗျာဆက်ရဲ့အောက်ပါပဲအကုန်ဖြတ်တာဆက်တာဘာမှမရှိပါဘူးအဆွေးပြရှင်းပါတယ်ဒါတော့ရှေ့ဖတ်တာတန်းလေးပါဖတ်တာဆိုမှဒီကောင်ကလည်းတချို့တော်တော်များများလဲသူတောင်ပေါ်တောင်တက်တွေပါတယ်အကျန်းပရန်သုံးကြပါတယ်ဗျာသူ့ဝိတ်လေးနဲ့သူ့ဥစ္စာလေးနဲ့သူကတော့အိမ်လမ်းမဆိုသွားလို့လာလို့ရပါတယ်ဒါလေးကတော့ညာဘက်အချမ်းရုပ်အောက်လေးပါဒါတော့အင်ဂျင်ညာဘက်အချမ်းပါသူအရေးအသွေးသူ့နေရာနဲ့သူရှိပါသေးတယ်ဗျာဒါတော့သူ့ရဲ့ရင်စစ်ပြီးသားframe chassis လေးပါဗျာဒါတော့ရင်စစ်ပြီးသားဖြစ်ပါတယ်ဒီကောင်လေးကလည်းကာညနာ license တက်တန်းတူပြီးသားဖြစ်ပါတယ်တက်တန်းကတော့2026 8လပိုင်းဒီတက်တန်းရှိပါသေးရဲ့ဗျာကားတော့ရုပ်တိုက်ခိုက်ကင်းပါတယ် frame အဆွေးကင်းပါတယ်မိမိလေးဒီဇိုင်းနဲ့ပဲကားအနေနဲ့ရုပ်တိုက်ခတ် frame အဆွေးတာဝန်ကြီးပါတယ် license owner ဘုတ်ကာညနာတရားရခိုင်တော့တာဝန်ကြီးပါတယ်အာမခံပါတယ်10ပေ12ပေ14 16 21ပေဟီနိုနီဆန်ကားမြောက်တနည်းရထဲမှာဆုံးလင်းစွာကြည့်ရှုနိုင်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကားနဲ့ပတ်သက်လို့အသေးစိတ်ထပ်ပြီးသိချင်မေးမြန်းလို့ပါကကျွန်တော်ရဲ့ Facebook page မှာလည်းမေးလို့ရပါတယ်TikTok CV နဲ့လာရောက်မေးမြန်းလို့ရပါတယ်ဒါမှမဟုတ်ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ် Viber အနေနဲ့မေးလို့ရပါတယ်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့9689594666ဖြစ်ပါတယ်ခင်ဗျာအခြားသော10ပေ12ပေ14 16 21ပေအထိကားများကိုတနေရာထဲမှာအစုံလင်ကြည့်လို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့လမ်းလိပ်စာလေးကတော့88ရန်မန်းလန်းဟောင်းရန်ကုန်မလေးဝိုင်းဘက်အရှိပါပေါ့ဗျာသုံးကားဝင်လမ်းတက်တောင်းပါကြည့်လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ